အခုဒီမျက်စိခွဲတဲ့ဗီဒီယိုကတပုတ်ထဲကနေကိုမြန်မာငွေ3,000ရတယ် social media ကိုသူ့စကူအနေနဲ့တုံးချပါဒီနေ့ကနေစပြီးမှာတက်တဲ့ social media ကိုမတုံးချဘူးမတုံးပါနဲ့ social media ကိုကိုကတုံးရင်တုံးမတုံးဘူးဆိုရင်ကိုအတုံးချခံရမယ်ဆိုတော့အကောင်းလေးမှမှတ်ထား social media ကို branding တည်ဆောက်တဲ့နေရာမှာတုံးဒီစီးပွားရေးတစ်ခုကိုလောက်တဲ့ခါမှာလေ cost အများဆုံး marketing ပဲကိုကျွမ်းတာကိုနာမည်ကြီးအောင်မလုပ်တတ်ဘူးပြီးရင်ကိုကောင်းကြောင်းမပြောတတ်ဘူးကိုယ့်တဲ့နေရာက join ဖို့ကိုက marketing မလုပ်တတ်ဘူးဆိုရင်အဲ့ဒီ skill ကဘယ်တော့မြန်မာနိုင်ငံမှာအတော်ဆုံး video editor ဖြစ်နေပါစေတကားပဲပတ်စံချလို့မရဘူးနဲ့ brand ကိုဘယ်လိုတည်ဆောက်ရမလဲဆိုရင်အခုအနေနဲ့ဟို strategy ရှိရပေါ့နော်အခုရဲ့ strategy ကဘာလဲဆိုရင်ကိုရိုက်တဲ့ video တိုင်းမှာတန်ဖိုးရှိတဲ့အရာကိုပေးရမယ်ကိုရိုက်တဲ့ video တိုင်းမှာတန်ဖိုးရှိတဲ့အရာကိုပေးရမယ်ဒီထဲမှာတချို့ creator တွေပါတယ်ကိုရိုက်တဲ့ video တိုင်းမှာတန်ဖိုးရှိတဲ့အရာ value added မပါဘူးဆိုရင်တင်မနေနဲ့ creator တယောက်ကဘာထပ်ပေးရမလဲဆိုရင် emotion experience opinions ဒီသုံးခုကိုအမြဲထည့်ပြောရတယ်နောက်တစ်ခုကလေ viral နဲ့ value ကိုဘယ်လိုသွားမလဲလို့သူကပြောတယ် brand ကိုတည်ဆောက်တဲ့အခါမှာ virality ထက်ကို value ပေးပြီးမှ long term ပေါ့နော်ရည်ရှိကစားတဲ့ game ကိုတွားဖို့ကောင်းတယ်ဒီ credit ပေးဖို့လိုရယ်ကျွန်တော်ဒီစာအုပ်ကိုဖတ်ပြီးမှရတာပါမသိရင်ကိုတက်ပြီးမှရပြီးမှ sharing လုပ်တဲ့ပုံစံဆိုရင်လူတွေကမကြည့်ချင်ဘူးပေါ့နော်